ယောက်ျားဆိုတဲ့အကောင်ခဏထောင်လို့ယောက်ျားနေမကြီးလို့ယောက်ျားပါလားဟမ်ငါ့ကိုယောက်ျားလို့မခေါ်နဲ့လို့ငါဘာသာပြောရမလဲနေယောက်ျားကြီးလေနေယောက်ျားကြီးမလို့ငါတို့ယောက်ျားလို့ခေါ်တာပေါ့အဲ့လိုမမုံနေရမိန်းမကြီးလားနေငါ့ကိုစကားကိုကတ်မပြောနဲ့နော်မလေးဘာမှလည်းမစားရပဲနဲ့ငါဘိုက်ကြီးတင်းတင်းဖြစ်နေတာဘိုက်ကတင်းတင်းဖြစ်နေတာဟုတ်တယ်တင်းတင်းဖြစ်နေတာဖြစ်မှာပေါ့နေဘိုက်ထဲမှာခလေးရှိနေတာ哦မကောင်းဘူးဆိုတာဟဲ့စိတ်ကိုရမရှိအမှန်တရားဆိုတနေ့ပေါ်လာမှာအမှန်တရားပေါ်လာတဲ့တနေ့အဲ့ဒီလူရောက်မှငါကိုယ်တိုင်တတ်မယ်ဘာလို့ဒီလိုနေလဲလို့လည်းအမတို့လည်းပဲလာကြတာတော့ဒီကိစ္စကိုမင်းကိုယ်တိုင်ပြင်ရှင်းနေတော့မင်းတို့တိုင်နေတာပြီးတော့ငါပြောပြတဲ့ဟာဟဲ့ခင်စိန်သွားတဲ့လာတဲ့နေရာတွေကိုလစ်လာဆောင်ရမယ်အဲ့ဒီလူရောက်မှရုပ်လုံးပေါ်လို့ရတော့ငါနဲ့တွေ့မယ်အဲ့ဒီလူရောက်မှငါနဲ့တွေ့မယ်မင်းလည်းညောငါထိုးအောင်မှာမဟုတ်ဘူးငါထိုးအောင်ပါထိုးလေလို့လားထိုးကွာမောင်းတော့ခါလေးကြဘာလေဘာသာရေးလာဝင်ကုန်ပြီမွေးနေတယ်မွေးတော့မွေးပမာလေဟိုရတနာကိုပေးကြရှိရဆိုအားပေးမှုဟုတ်တယ်ဒီမှာဟာဒါလေးကြည့်ခင်းစိတ်အဲ့ဒါနဲ့ပေးရမဟုတ်လေအဲ့ဒီဘောင်းတယ်ဘောင်းလောက်တာလေငါချစ်သူတော့ဘာနဲ့ချစ်သူလဲဘာလောက်ကြလဲငါ့ကိုပြန်ပေးငါချစ်သူငါလုံးဝပြန်ပေးလို့ပြောနေငါဟာပြန်ပေးတော့ကလေးပြန်ပေးပြီတိုင်ပါနဲ့ကဲပါကျတဲ့နာရေသူနဲ့ဖက်ပြီးတော့ပြစ်မနေစမ်းပါနဲ့နော်ထားလိုက်ပါတော့တကယ်စိတ်ပြတ်ဖို့ကောင်းတယ်အေးသွားပြီနော်သွားပြီဟိုကထွက်သွားပြီသိမကြတော့ဘူးနေမွေရနဲ့လေသူနဲ့ငါနဲ့ကွဲတော့မှနင်းတိလာတာကောင်းတယ်လေအဲ့ဆိုလို့ရှိရင်ခင်စိတ်ကိုယူပါလားခင်စိတ်ကလေအဲ့ကောင်မကြီးလိုမျိုးစိတ်မစိုးတတ်ဘူးနော်ခင်စိတ်ကိုယူနော်ငါတော့လာကျန်နေဟလားဟမ်မင်းပြောတော့မင်းချက်က3-4ဝိုင်းခိုင်းလာတာဆိုချက်တကောင်15မိနစ်ဆို3မိနစ်ဆိုမင်းရတော့အခုကဓာတ်အုပ်ချုပ်ကြီးခံရတာမှန်ချက်ကဇောင်းမွေးတော့အားနေဟဲ့ဇောင်းမွေးမဟုတ်ပြေးချင်လို့မဟုတ်သူအရန်ခွတ်ချင်နေဇောင်းမွေးအမှတော့ပြေးချင်လို့ပေါ့ဒါလေးတော့ဘာဆက်လုံးပါလဲဦးလေးဇာရှိကျေးထက်တင်လိုက်လीဟာဒါသားသဘောလေသားသဘောနော်ကလာချလို့ချတယ်ပါမင်းငါချက်ကိုမင်းပါဆက်တဲ့ကဘာရည်တွေမဟုတ်လိုက်တာလဲကွာရင်းမဟုတ်တာလေဘာဖြစ်လို့လဲမင်းချက်ကိုမင်းမဟုတ်လေကွာငါချက်ကိုဘာလို့မဟုတ်လိုက်တာလဲမထွက်ပြေးသွားပြီငါချက်ကမဟုတ်တော့ကိုချက်ကိုမဟုတ်တာပဲနဲဘာလို့စင်ပါဘောဗျာမင်းကွာမရိုးသားဘူးကွာမင်းကလင်ကြီးလုပ်ပြီးမင်းဦးလေးဘာမှရှုံးမဲလာမဲမနေနဲ့နော်ဒီမှာဦးလေးကျွန်တော်ချက်ဟင်းအိုးထဲမရောက်ခင်ကိုချက်ကိုအရင်သွားဖမ်းအောင်ခွေးသာဖြစ်နေဦးမယ်ရဲနာရှမ်းဖေဒီကောင်နဲ့မပတ်သက်ပါနဲ့လို့နင့်ကဘယ်နှခါပြောရမလဲလမ်းကြုံလို့စကားပြောနေတာလမ်းကြုံလည်းပြောစရာအကြောင်းမရှိဘူးဟုတ်ဒီမှာကြည့်တဲ့အဖေမျက်နှာကိုဖေမျက်နှာကိုတေချာကြည့်သားဒီကောင်ထိုးကြိတ်ထားတာလေမျက်နှာကြီးတစ်ခုလုံးစုပ်ပြတ်တတ်နေပြီကြည့်ဟုတ်ဒီမှာဟေးလည်းပြန်လောက်ထားရပဲဟိုမှာခိုင်ရနဲ့ကျွန်တော်ပါနေရအဖေဘက်ကမပါဘဲနဲ့ဟဲ့အခြေမင်းမရှိတဲ့ကောင်မင်းကငါပြောထားမယ်မင်းငါသမီးနဲ့မပတ်သက်ပါနဲ့သိတော့ပါဖေရှင်းပြောမယ်မင်းကငါသမီးနဲ့လုံးဝသဘောမတူနားလေလားဟဲ့အခြေမင်းမရှိတဲ့ကောင်ဂွင်ထဲရောက်တော့ဖဲ့တယ်ဗောဟုတ်လားဒီမှာဦးလေးလည်းကျွန်တော်အမေနားမှာမတွေ့စီနဲ့နော်ဘလို့ပုံစံနဲ့ပဲတွေ့တယ်ကျွန်တော်ဆုံးမဆုံးနဲ့ no လာသမီးလာသွားမယ်ဟုတ်တယ်မတွေ့မယ်နော်ကျွန်တော်ထိုးကြိတ်ထားတာတော့မမှတ်ဘူးဒါဘဝမှာအရာရာကိုဖြစ်စေခြင်းတဲ့အတိုင်းရွေးချယ်လို့မရဘူးသားတခါတလေကန်စီမယာကိုတော့ဒါလက်ခံနိုင်ရမယ်ကျွန်တော်ယောက်ျားပါမေရဲ့ကျွန်တော်လုံရဲရင်ခံရဲပါတယ်ဒါပေမဲ့အမေပြောတဲ့ကန်စီမန်ယာကိုလက်ခံဖို့အတွက်ကတော့ဒါအတွက်ဖြေတစ်ခုလိုနေတယ်အဲ့ဒီဖြေဟာဒီမှာခင်စိန်နဲ့ကလေးကိုကျုပ်ဘသူ့လက်ထဲကိုမှထဲမခံနိုင်ဘူးခင်စိန်လာညောင်ရဲဝင်ဒီမှာလာလို့ပြောနေတယ်ဟဲ့ရောက်ဖေးတန်းမင်းတို့တော့ငါအားနာပါလေကွာ
ငါခင်စိတ်ကိုတဘွားလုံးစာအတွက်တာဝန်ယူဖို့ငါဆုံးဖြတ်လိုက်ပြီ တာစကားကိုလွယ်လွယ်မပြောနဲ့နော်ဒီကိစ္စကတာဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စ ကျွန်တော်လွယ်လွယ်ပြောနေရမဟုတ်ဘူးကျွန်တော်အများကြီးစဉ်းစားပြီးသွားခင်စိတ်ကိုကျွန်တော်လက်ထပ် သမီး ရှင်းဖေ ဒီစားဟုတ်လား အဲဆောင်းမဟုတ်ဘူးဖေဟိုကလေဆောင်းအသေးလေးလေးဖေ အဲ့သမီး ရှင်း နေဘာဖြစ်နေရလဲ ဘာဖြစ်နေလို့လဲဖေ ဟာနေပုံစံနဲ့နေပြန်ကြည့်ဦး ဘာဖြစ်ပါဘူးဖေဆောင်းအသေးလေးသွားရွေးပါဖေလောက်ပါ ဩသမီး ရှင်းဖေ ဟာနိုင်တာဟာပိုဆိုးသွားပြီသမီး ရှင်းဖေ နေဘာဖြစ်နေရလဲ ဘာဖြစ်လို့လဲဖေဟိုဟာ ခုနကတော့တတခါနဲ့သပင်နေရလဲနောက်မှစီးကြတာအခုဖေဖေနဲ့နေဘလို့ဖြစ်နေတာလဲဟာ ဟိုဟာလေးဖေဟိုဟာကြွအထက်မှာကြွဝင်နေလို့တမိမောင်းထုတ်နေရဖေ ဝိပုံတွေမှာကြောက်ဝင်နေတာ ဟုတ် ကိုတို့ဆုံးရှုံးမှုများတယ် ရှာပေးမယ်ဘာဘူးဖေ ဟာကျွဲ့ ကျွန်တော်ကြွတဲ့ကောင်ပါ ဟာကြီးလာပြီလားကွာ ကျင်းစော့တာလို့ ဟဲ့ရဲဝဲ ခင်ဗျာ မင်းငါ့ကိုဘာလျှောက်ပြောနေရလဲမင်းငါသမီးကိုဘာလုပ်လိုက်သေးလဲ ကျွန်တော်ပါပါတော့ပုတ်လိုက်တယ် ပို့ဆိုးသွားပြီဟဲ့ဖေတန်းမင်းဂျိုမွေလိုက်တာလေအခုငါသူသားနဲ့ဘလို့တွေ့လို့တွေ့ရမှန်းမသိတော့ဘူးဖြစ်နေပြီ အဲ့ကျွန်တော်မသိချင်ဘူးဗျာကျွန်တော်ချစ်တဲ့သူများလက်ထဲမှာမြင်ရကျွန်တော်ဘယ်လောက်ခံစားရမလဲ ဟာမင်းကဘာကိုခံစားနေရတာလဲငါပြောသမ်းပါဦးဟိုမှာသူ့လင်နဲ့သူကွာ ဘာသူ့လင်လဲဘာသူ့လင်လဲချိန်တယ်ဒီကောင်ကခင်းစက်ထားပြီးချားနေတော့ပါသွားမှာခုတော့မှဒီကောင်မယုံမဖြစ်လို့ယူလိုက်ရဘာအဖြစ်ဘာတန်ရုံးနေမပါတာမဟုတ်ဘူးဗျာဒီကြောင်းနေစင်သားကျွန်တော်ခင်းစက်ကိုတနာတယ်ဗျာ ဒါဆိုမင်းဘာဖြစ်ချင်လဲပြော ခင်းစက်ကိုယူချင်တယ်ဗျာကျွန်တော်တစ်သက်လုံးသူ့ကိုစောင့်ရှောက်ချင်တယ်ဗျာ ဟွာကလေးတယောက်အမေနော် ဘာမှမဖြစ်ဘူးဗျာကလေးတယောက်မင်းလည်းဘာမှမဖြစ်ဘူးကိုချစ်တဲ့သူလေတခြားသူ့လက်ထဲမှာမြင်နေတဲ့ဆိုင်ကလေးတယောက်မင်းယူလိုက်တာမကျွန်တော်တို့ခံပါဦးမယ်ဗျာလူမိုင်းဆိုတာအထာကြကြမိုက်တက်ရတယ်ဦးလီတို့နေရာဒူထိုင်တော့အောင်ကြောက်နေကြရမလား အဲ့ဘာမှကြောက်စရာမရှိဘူးဒီလိုဖြုတ်တာအစင်းလောက်ရှိတဲ့ကောင်အောင်လေဟာဒီလိုခြေလိုက်လို့ရတယ် ကျုပ်ကလည်းခမည်းလို့လေပေါ်မျိုးကိုအိမ်မထဲအောင်ထဲမမှတ်ဘူး ကဲအဲ့လောက်တော့ဇားရှိနေလို့ရှိနေတူတူတောက်ကြမယ်လေဗျာ သားရှိလို့တူတော့ဟုတ်ပြီအဲ့ဒါဘေးပေါ်မှာဒီမှာစောကားပြီးရတာတွေလက်စဲဗျာချက်ကငိုပြီးတော့သားကြောရင်တော့ဖေဖေ ဖေဖေရဲ့တသားလေးကိုလက်ကျဲပြမူကြီးတောင်းမှမှာတသားလေးရဲ့ ရပါရဲ့သားရဲ့ဟုတ်ပြီပြောမယ်ဒီဖြစ်နေ ဖေဖေမြည်ကြည့်ခြင်းမြည်ကွာမြည်ကြည့်ပြီ ကြည့်ရောဖေဖေဗျာမီးကြည့်ဖို့အတွက်ကိုသားလေးတောင်းဝင်ယူရယ်နော်သားလေးအမြင်အောင်လုပ်ဖေဖေ တသားလေးအရန်ချစ်ဖို့ကောင်းတာလေအာဘွာဘွာ ဟုတ်ပြီ တုတ်ကြီးဆိုတဲ့ကောင်ကလေအရင်ဆုံးဘောင်စမကြော်ဘူးငါဘက်ကိုဘောင်ကြော်လာရင်တော့ဆွဲစားပလိုက်ရင်ဂျုံနဲ့သေးပဲကြံမယ်ဆိုတာနားလေလားဒါပဲမင်းအမေကိုလည်းတေချာသတိပေးထားအောင်နော်ဟောဟမ်ငါလေလူကောင်သေးပေမဲ့လေစားမသေးဘူး ခမည်းသမီးရဲ့မျက်နှာကိုထောက်နေလို့ထောင်ထဲကိုမဝင်သေးတာနားလေလားကြီးပေါ်ကြီးဟိုယတနာကိုပေးတဲ့ကြီးရဆိုအားပေးမလို့ဖြစ် ဟုတ်တယ်ဒီမှာဟာဒါလေးကြည့်ခင်းစက်အဲ့ဒါတက်ပေးရမဟုတ်လေ အဲ့ဒီဘောင်းတယ်ဘာလို့ကြလဲ ဟာငါချစ်သူတော့ဘာနဲ့ချစ်သူလဲ ဟုတ်တယ်ဘာလို့ကြလဲငါ့ကိုပြန်ပေးလို့ပြန်ပေးလို့ပြန်ပေးလို့ပြောနေငါဟာပြန်ပေးတော့ကလေးပြန်ပေး တိုင်ပါနေ哦 ကဲပါကျတဲ့နာရဲ့သူနဲ့ဖက်ပြီးတော့ပြစ်မနေစမ်းပါနဲ့เนาะထားလိုက်ပါတော့ တကယ်စိတ်ပြတ်ဖို့ကောင်းတယ် အေးသွားပြီเนาะ သားပြီ ဟိုကထွက်သွားပြီသိမကြတော့ဘူးနေမွေတာနဲ့လေသူနဲ့ငါနဲ့ကွဲတော့မှနင်းသိလားအဲ့ဒါ ကောင်းတယ်လေအဲ့ဆိုလို့ရှိရင်ခင်းစိတ်ကိုယူပါလားခင်းစိတ်ကလေအဲ့ကောင်မကြီးလိုမျိုးစိတ်မစိုးတတ်ဘူးနော်ခင်းစိတ်ကိုယူနော် အမေငါတို့လာပြန်နေဟလားဟမ် နောက်ကိုအဲ့လိုအရွယ်ယောက်ျားလေးတွေမစော့နဲ့နော်ဒီမှာကလေးတွေရှိတယ်သူတို့နဲ့ပဲစော့ကြားလာ ဟုတ်ကြီးမေဟုတ် အဲ့ဒီခေါက်ကလတ်ကိုပဲစုံးမမနေနဲ့နော်အမေကိုကိုလည်းပြန်ပြီးစုံးမအောင် ဟဲ့ဟင်းကဘာပြောอ่ะ
ဟာဘာပြောမှလဲခင်စိန်ကအပြိုရွယ်လေးမို့လို့ထားလိုက်ပါတော့အမေရဲ့ဒီအသက်ဒီရွယ်ရောက်မှထင်ရလေးရှောက်လုံနေရလေဟမ်အဲ့ဒါအမေကြည့်ကောင်းလား ငါဘာလို့လုပ်တယ်လို့လဲထင်ရတွေက ဟာဘာလို့မှလဲအမေနဲ့ဥတုတ်ကြီးကိစ္စလေအမေဥတုတ်ကြီးနဲ့ပတ်သက်နေတယ်ဆိုကြတဲ့ကအမေမားနေတာ အဲ့ဒီတူတူပြောစမ်းပါဟဲ့တုတ်ကြီးကလူကောင်းယောက်ျားလည်းပြီးသားတယ်ဘာသိလို့လဲ ဘာယောက်ျားပြီးသားလဲအလက်ကပါလေဘောကြီး ဟဲ့ဖေတန်အဲ့လက်ဘက်ကဘယ်ရရလဲ ဒီကနေ့ပြရ အဲ့ဒါရင်မကြည့်ပါဘူးငါမေးတာပဲအရင်ပြင်အောင် ကိုကြီးမဘူးဖြစ်ဖြစ်နေကြတာလေ ဘာမမ စိတ်ပြတ်ဖို့ကောင်းလိုက်တာအမှန်တရားဆိုတဲ့အရာကိုသိပြီးကြတဲ့ကငါလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုငါလှုပ်လိုက်တာပဲဘာနဲ့ကျသူလဲ ဘာလို့ကြလဲ ခင်စိတ်ကိုယူပါလားခင်စိတ်ကလေအဲ့ကောင်မကြီးလိုမျိုးစိတ်မစိုးတတ်ဘူးနော်ခင်စိတ်ကိုယူနော် နင်လှုပ်ချင်တိုင်းလှုပ်ဖြစ်ချင်တိုင်းဖြစ်ပြီးမှနင်တာဝန်မယူလို့မရဘူးဟဲ့စကားကိုလွယ်လွယ်မပြောနဲ့နော်ဒီကိစ္စကသားဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စ